active passive ကို3-5နှစ်အချိန်ပေးပြီးတော့ကျွန်တော်လေးလာတဲ့သင်ရွယ်ဒါပေမဲ့နားမလည်သေးဘူးမတက်သေးတဲ့လူရှိလားဒီနေ့video မှာကျွန်တော်ပြပြမယ် active verb ကိုသုံးပြီးရေးတဲ့ sentence ကို active sentence လို့ခေါ်တယ် passive verb ကိုသုံးပြီးရေးတဲ့ sentence ကို passive sentence လို့ခေါ်တယ်အဲ့လိုအဓိပ္ပာယ်လေးတစ်ချက်ကြည့်လိုက်ရအောင်အဲ့တော့ကျွန်တော်တို့ဒီ sentence ရဲ့အဓိပ္ပာယ်လေးကိုကြည့်အောင်ဒါဒီ passive sentence နေဖြစ်တယ်ဒီ sentence နှစ်ကြောင်းဒီ1 and 2အဲ့ဒီမှာဒီ was bitten ကျွန်တော်တို့ passive sentence ဖြစ်ကြောင်းဘယ်လိုသိလဲဘယ်လိုသိနိုင်လဲဆိုတော့ကျွန်တော်တို့ passive verb ကိုတုံးပြီးထားလို့ဒီ passive sentence ဖြစ်ကြောင်းကျွန်တော်တို့သိနိုင်အဓိပ္ပာယ်ကကျွန်တော်ငယ်တော့ဘာသာပြန်လို့မျိုးပါဗျာသူကခွေးကိုက်ခံရတယ်မနေ့တုန်းက okay ဒီမှာဒီ passive sentence မှာမြန်မာလိုခံရသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ကျင့်ဒီဟာကိုကြည့်မယ်ဒီဟာကကျတော့ဒီဘောလိုမျိုးကျွန်တော်တို့ဘာသာပြန်လို့ရှိရင်ကျွန်တော်တို့ဒီဘယ်တော့မှ active passive ကိုကောက်ကောက်မွန်မွန်တုံးတက်မှာမဟုတ်ဘူးဘာလို့ပြန်ကြည့်မယ်ဒီစာအုပ်ဒီ Mr. Lin ရဲ့ရေးချင်းကိုခံရတယ်အဲ့ဒီတဘာဝမကြောက်ဟုတ်တယ်မလားအဲ့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်ဒီစာအုပ်